စီစုနေဟာရငါတလေးလိုက်မတက်လာပြီလိုက်မတက်လာပြီခေါ်လိုက်တော့စီစုနေတာတီးချအောင်လို့ဘီလူကိုခေါ်လိုက်တော့မယ်ဘီလူကိုခေါ်မယ်ဘီလူကိုခေါ်ပြီတိုင်းရနည်းနည်းကြက်တယ်နော်တကယ်ကြည့်တယ်သူကတေဒီတော့တော့ဆိုတော့တိုင်းတော်တော်ပြက်တယ်ဟာဗီဒီယိုကောလည်းရထားထုတ်မယ်တိုင်းပဲနော်တမျိုးကြီးလည်းငါဗီဒီယိုကောတို့အုပ်ရှင်ပြောတေဒီတော့လိုင်းတယ်မကောင်းဘူးနော်ခေါ်ကြည့်လိုက်မယ်နော်ဝင်းကျန်တယ်လို့ဖြစ်နေပါထပ်ခေါ်ကြည့်မယ်ဝင်သွားပြီရေလည်းမြင်ရပါမှာမင်းအရာတဲ့လေရှင်တဲ့ဗီဒီယိုကောဖွင့်လေမမြင်ချင်လို့တဲ့ဗီဒီယိုကောဖွင့်လို့မရဘူးဘာလို့အိမ်နာတက်အတော်ပဲသိပေါက်တဲ့နေရာပြဟုတ်လေသိပေါက်တဲ့ဘူတိုင်းကလေးပြပါလားလို့အဲ့ဒါကိုလည်းအိမ်မှာစောင့်မလို့ပါဘိုးတိုင်းကဘာလို့အိမ်မှာစောင့်နေလေမင်းတော့အဲ့ဒါတော့ပါတိုင်းရေရှင်တဲ့ဗီဒီယိုကောဖွင့်ပါအော်ကိုကိုနော်အော်တဲ့ကိုလူချင်းနေပဲကိုကိုနော်မညက်ပါနဲ့လောက်ပါတထောင်စားယူဆက်ခံတယ်မကောင်မလေးကတလောင်းသားကြီးကိုကန်ဆွဲများထူထားလာမသိကောတိုင်းရေဒါတော့မသိလေကိုကိုလာလာပြီကွာပြီးချပြီလားပြမယ်ဟဲ့ဖွင့်လိုက်တော့အေးငါတယ်လေးပေါ်လာပြီဟဲ့ကကြည့်လိုက်ကြည့်တယ်တွေ့လားဟဲ့ငါတယ်လေးတွေ့လားမကြည့်သမ်းမယ်မင်းအောင်မလေးကြည်စံမလေးရှားဆုံးမလေးကြာနေတာပဲဘယ်လိုပြောတာမလေးရှားဆုံးသွားတဲ့ဟိုမင်းမီလေးကြာနေတာပဲဆုံးသွားတဲ့မင်းမီလေးလောက်ပါတော်တော်လှတယ်နော်ကိုနေတို့ဟမ်မတူရတူရှိတယ်တွေ့ရလားနေရတွေ့တယ်မလားလာနိုင်ငံမှာကက်ပလီမာကြီးကကျွဲရှိရတယ်လို့ပဲတွေ့လားတဲ့ရေကာကာအဲ့ဒီတန်လေးကိုလောနေတာတန်လေးရေကာကာတာဘောချာတန်လေးရေကာကာစိတ်မရှိတော့ဗီဒီယိုကောလည်းလုံးလို့ရတယ်လားဒီကောင်လုံးကလည်းရအဲ့ဒါတဲလေးဆွဲတာကြီးကိုရဲ့တဲလေးတဲလေးကမလေးရှားမှာကိုကိုဘယ်လိုဆွဲတော့ဒီဘက်မှာအဲ့လို application တွေပေါ်နေပြီမကြည့်တဲ့ဗီဒီယိုကောလည်းလုံးလို့ရတယ်ဟုတ်တယ်အဲ့ဒါညအေးအဲ့ဒါနဲ့ဖုန်းကိုကိုက်တော့ဟုတ်တယ်တော့ကျွန်တော်ဒီကလေးမှာလှဆွဲနေမလို့လို့ရှိတာမတခုတည်းပါဟေးတဲလေးရှာဒီနေ့တော့ပြေးသွားတယ်နော်ဟုတ်တယ်အရင်ပြက်တာများလို့ခမင်းစားပြီးတော့ပြီလားခမင်းခုမှစားပြီးတယ်ကိုရဲ့တဲလေးရဲ့နောက်ကျလိုက်တာကွာဩကိုရဲ့တဲလေးကပြည်ပရောက်နေတာလေဟဲ့လားပြည်ပဆိုတော့မိဘတွေကိုပတ်စံပို့နိုင်မှုရင်တဲလေးမှာကုန်းတဲလေးဘာတော့ကုန်းယုံပြီးတော့ရှာရတယ်လို့တဲလေးကကုန်းလာနဲ့ယုံလာတခါလေးပြောတယ်တဲလေးကကုန်းဆိုတော့ကိုကဘယ်လိုဆိတ်ချပါတော့တဲလေးရဲ့ဒါဖြစ်နေလို့ပါတဲရှာတဲကိုနဲ့နဲ့ပြအောင်ငါပုံအောင်နေနေနေငါပုံအောင်နေနေနေတဲလေးရှာကိုဖုန်းနဲ့ကိုဗီဒီယိုကောပြတာဘယ်လိုအောင်နေနေနေတော့ချိန်မှာတောက်ချောင်းထားတာလေကိုရဲ့စကားနဲ့ပြောလို့ရတယ်ဘယ်လိုလားအဲ့လိုတဲ့ရှာတဲ့မတွေ့တာချာလို့လာမကြည့်နော်နေတဲ့ဖလာကြီးကိုဘာကြီးပဲမလီဖြစ်စရာကြီးကိုဘာတွေပြောနေရတော့အဲ့လိုလုပ်နေတာကိုကျုပ်စိတ်ခေါ်နေတယ်ပဲတွေ့လားတဲ့ရှာတဲ့ကိုစိတ်မချတော့ကွာတဲ့တိုင်းတစ်ပါးမှာနေနေတော့ကိုစီပြန်လာခဲ့တော့ပြန်လာလို့မရတော့ဒီမှာအလုပ်တွေရှိနေတယ်ကိုရဲ့တဲ့လေးရဲ့လောက်ပါကွာကိုစိတ်မချတော့တဲ့လေးအရင်တော့လည်းမတူတော့တဲ့လေးတအားလာပြီလေဩအလုပ်နဲ့အင်းနဲ့လို့နားရတယ်မရှိဘူးကိုရဲ့ကိုစိတ်မချဘူးကွာပြန်လာခဲ့တော့ဩစိတ်ကြပါကိုရဲ့မယိုရင်လေကိုတဲ့လေးတငယ်ချင်းကိုမေးကြည့်လို့ရတယ်ဘာမှမလုပ်ဘူးတဲ့လေးတကယ်ရှိလားတကယ်ရှိတာပေါ့ကဲဘယ်လိုဒီမှာလေဟယ်လိုမင်္ဂလာပါတကယ်ကြီးဟိုမှာအေးချူကြီးနဲ့ဘယ်ကောင်ရုံပြရဒီလိုမင်းကောင်မလေးကလုံးလုံးသွားဆိုဒါတည်းခွေးစားနေတူတယ်ရဟေးတမင်းကျတယ်ယောက်ျားကြီးမလားရခွေးစီနဲ့ယောက်ျားကြီးကို
ပါတော့ပါပြီကွာတဲ့တော့ဘာမလုပ်ဘူးဆိုဘာမလုပ်ကြတဲ့ကောင်ကြီးဘာလို့ခဏရောက်လာတော့ အားလို့ပဲငါမုံရင်ဒီခိုင်းနေအမြဲလာအိမ်နေကြ သွားပါပြီတဲ့လာခဲ့တော့လာခဲ့တော့ မင်းတို့လောဆွေးတိုင်းတော့မလို့ငါအိတ်ရှင်မီငါအိတ်ရှင်ကဖုံးချလိုက်တော့မှကလောက်တောက်